မင်္ဂလာပါရှင်ချစ်ခင်လေးစားပါတော့ခုနှစ်သားသမီးပရိသတ်များရှင်ကျမရဲ့မန္တလေးကြောက်စင်စင့်ကိုင်မက်ခရာအတိတ်ထံကုသိုလ်ခီးစဉ်လေးမှာကျမတို့မက်ခရာမြို့ဟောင်းကိုလည်းကျမတတရတစ်ခေါက်ရောက်ခဲ့ပါတယ်မက်ခရာမြို့ဟောင်းမှာကျမတို့စံနေစီလှူခဲ့ပါတယ်ရှင်စံနှစ်အိတ်နဲ့စီလှူခဲ့တယ်နဝကောင်မငွေလှူခဲ့တယ်ကျမတို့မက်ခရာမြို့ဟောင်းကရွှေအောင်တော်စီတော်ကြီးမှာရွှေအောင်တော်စီတော်ကြီးမှာရက်တော်မူမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအတွက်ရွှေသင်္ကန်းများဆက်ကလှူဒန်းထားဖို့ကျမခုနှစ်ရဲ့သားသမီးပရိသတ်တွေလှူဒန်းထားတာရှိပါတယ်။အဲ့ဒီမှာလည်းအခုတော့ရွှေသင်္ကန်းလေးကကတ်လို့တော့ပြီးသွားပြီပေါ့နော်။ကျမတို့ရောက်သွားတဲ့ရက်ကတော့မကတ်သေးဘူး။နောက်တစ်ရက်ဆိုရင်ကတ်တော့မှာပေါ့နော်။အဲ့ဒါလေးလည်းကျမရဲ့ရွှေသင်္ကန်းအလှူရှင်များရှေ့လျှောက်ဖြတ်တန်းရတဲ့အနာဂတ်ခီးလန်းတစ်လျှောက်မှာအနာဂတ်နေ့ရက်တိုင်းမှာရွှေအောင်လွှမ်းတော်အတိတ်နိမိတ်တွေနဲ့ရွှေအောင်လွှမ်းတော်နေ့ရက်တွေပိုင်ဆိုင်ကြပါစေရွှေသင်္ကန်းဆက်ကလှူဒန်းခြင်းရဲ့အကျိုးတရားများလည်းပြည့်စုံကြပါစေလို့ကျွန်မဒီနေရာလေးကနေဆုတောင်းမေတ္တာပို့တာပါရရှင်အဲ့တော့ကျွန်တော်တို့မက်ခရာမှာရတော်မူမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးမှလည်းကျွန်တော်တို့ရွှေသင်္ကန်းတွေကျွန်မနဲ့ခုနှစ်သားသမီးပရိသတ်တွေစုပေါင်းပြီးလှူဒန်းခဲ့တယ်နောက်မက်ခရာမှာမခရအဲ့မြို့ဟောင်းမှာတရင်သုံးနေတဲ့ကျမတို့ဆရာတော်ကိုလည်းကျမကစံနေစီတွေလှူခဲ့တယ်နဝကောင်မငွေတွေလှူခဲ့တယ်ကျမပရိသတ်တယောက်လှူလိုက်တဲ့စပစ်သီးတွေပေါ့နော်စပစ်သီးအများကြီးပဲချင်းကြီးနဲ့အဲ့စပစ်သီးတွေလှူခဲ့တယ်နောက်တလန်းလုံးမှာပြုတ်ခဲ့တဲ့ကုသိုလ်တွေမခရမှာပြုတ်တဲ့ကုသိုလ်တွေရွှေသင်္ကန်းအလှူရှင်တွေရဲ့ဘဝပဋ္ဌာန်းဆက်တွေကျမတို့ရဲ့ဘဝပဋ္ဌာန်းဆက်တွေအားလုံးလမ်းကြီးတစ်လျှောက်မှာပြုတ်ခဲ့တဲ့ကုသိုလ်တွေကိုကျမကအဲ့ဒီမခရမှာရေသက်သွန်းချအမျှအတန်းပေးဝေလို့မြစ်တာတွေပို့ခဲ့ပါတယ်ရှင်ကျမရဲ့ခုနှစ်သားသမီးပရိသတ်များအားလုံးမက်ခရာနဲ့ပဋ္ဌာန်းဆက်မကင်းသူများမက်ခရာပဋ္ဌာန်းဆက်များအားလုံးလည်းကြည်သာဝင်းမြောက်နိုင်ကြပါစေရှင်